မန္တလေးတိုင်းပျော်ဘွယ်မြို့နယ်မှာငလင်းလုံပြီးနောက်ပျော်ဘွယ်မြို့မှာဖွင့်လှစ်ထားတဲ့ကမ္ဘောဇဘဏ်မှာပိတ်မိနေတဲ့ဝန်ထမ်းတွေအသက်ရှင်ကျန်ရစ်သူမရှိနိုင်တော့ဘူးလို့သိရပါတယ်။မိသက်ဌာနချုပ်နဲ့စင်ကာပူကအဖွဲ့တို့ဟာမတ်လ31ရက်နေ့နေ့လယ်2:20ခန့်ကလာရောက်စစ်ဆေးပြီးနောက်ကမ္ဘောဇဘဏ်တွင်အသက်ရှင်ကျန်နေရစ်သူမရှိတော့ဘူးလို့စစ်ဆေးချက်အရသိရပါတယ်။ပထမကတည်းကရက်ွက်ထဲကလူတွေကဝိုင်းမိကယ်ဖို့လုပ်တယ်။သူတို့ကယ်ဆယ်ရေးအဖွဲ့တွေလာမှအနားကပ်ရမယ်ဆိုလို့ဒီတိုင်းကြည့်နေရတယ်။အချိန်လွန်နောက်မှရောက်လာတော့အသက်ရှင်သူမရှိတော့ဘူးလို့ထုတ်ပြန်တယ်။ပိတ်ဖိနေတဲ့သူတွေအတော်ခံစားသွားရမှာလို့ပျော်ဘွယ်မြို့နယ်မြို့သားတူက ARD Times ကိုပြောပါရယ်။မြန်မာနိုင်ငံမိသက်ဌာနချုပ် User Team မှလက်ထောက်ညွှန်မှူးဦးကောင်းမြတ်နောင်ဦးစီးရဲ့တပ်ဖွဲ့ဝင်35ဦးနဲ့စင်ကာပူ Silver Defense Force ကတပ်ဖွဲ့ဝင်15ဦးတို့ဟာမနေ့ကကမ္ဘောဇဘဏ်စာအုပ်ဧရိယာကိုလာရောက်ကြည့်ရှုစစ်ဆေးပြီးရှာဖွေကယ်ဆယ်ရေးဖွင့်နှက်ကောင်နဲ့ပါအသက်ရှင်လူနာရှိမရှိထောက်လန်းစစ်ဆေးရာကအသက်ရှင်တန်သူမရှိတော့ကြောင်းပျော်ဘွယ်မိသက်ဌာနကသိရပါတယ်။စစ်ဆေးချက်တွေအရအသက်ရှင်သူမရှိတော့တဲ့အတွက်မြန်မာစင်ကာပူနှစ်နိုင်ငံပူးပေါင်းစစ်ဆေးရေးအဖွဲ့ဟာနေပြည်တော်ကိုပြန်လည်ထွက်ခွာသွားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့လယ်ပိုင်းမှာလှုပ်ဖက်ခဲ့တဲ့ငလင်ကြောင့်9တက်အမြင့်ရှိကမ္ဘောဇဘဏ်ပြိုကျသွားပြီးဝန်ထမ်းအယောက်40ခန့်ပိတ်မိနေကြတယ်လို့သိရပါတယ်။